ခဲ့တာဒီမှာဦးမင်းအဲ့ဒီမဟုတ်ဘဲနဲ့ဘာလို့ကျယ်ဒီပဲတက်တာအကျယ်ဒီတက်တာမဟုတ်ဘူးပိန်နိုးလို့နံရိုးတွေတုတ်တက်မှာဆိုလို့သူဒီချုပ်ထားတာကောင်းကြောင်ကြီးခင်ဗျာကျွန်တော်တကူလောက်ဆွေးနွေးကြပါလေဒီနေ့ဗမာနိုင်ငံမှာဘာနေဖြစ်နေတယ်လို့ဘာနေဖြစ်နေလဲဗမာနိုင်ငံမှာဘာနေဖြစ်နေလို့ဘာဖြစ်နေလို့အမတိလို့နှုတ်အဲ့ဒီလိုဗမာနိုင်ငံမှာဘာနေဖြစ်နေတာလဲဆိုတော့သိကြည့်ဗမာနိုင်ငံရဲ့ချီးပွားရေးကဏ္ဍကိုကြည့်လိုက်ဒီဗမာနိုင်ငံရဲ့ချီးပွားရေးကဏ္ဍကိုကြည့်မယ်ဆိုလို့ရှိရင်ချီးပွားတာချီးပွားတာသိကြတော့လက်ပတ်ကြည့်တယ်မလို့ဘူးယုံနောက်ဖေးသွားကြည့်လို့မရဘူးနဲတာမဟုတ်ပွားတာသူ့ကိုသွားတယ်ကျွန်တော်ပြောတာကချားဝိနေရဆိုတဲ့ချီးပွားရေးကိုပြောတာကောင်းကြောင်ကြီးကကိုချားနေတာပဲကိုဟောလေဒါမျိုးမှကွက်ကြိုက်တယ်အဲ့ချားဝိနေရဆိုချီးပွားရေးကိုပြောတာကောင်းကြောင်ကြီးတကားကတောင်းကြဆိုတကားတော့လည်းပဲပြပါမလို့အဲ့ဒီဗမာနိုင်ငံရဲ့ချီးပွားရေးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဗမာနိုင်ငံကလည်းကမ္ဘာနိုင်ငံများနဲ့တီးတူချီးပွားရေးတက်တဲ့ကိုရင်ခံရတာပဲအဲ့ဒီတက်ကြောင့်ဗမာနိုင်ငံမှာတောင်းကြအတူကြောင့်ပေါ်ညာလာတောင်းကြအတူကြောင့်ကြောင့်ကျွန်တော်တို့တောင်းကြအချစ်တွေဂုံတိတ်ကအမတန်ကိုကြဆင်းနေပါလေအဲ့ဒီတက်ကြောင့်ခေါင်းကြောင်ကြီးအနေနဲ့တောင်းကြအချစ်နဲ့တောင်းကြအတူကိုခွဲခြားနိုင်ဖို့အတွက်တောင်းကြနိုင်ငံသားချီးတီးရေးကတ်ကိုထုတ်ပေးပါလို့ကျွန်တော်ဒီနေရာကနေပြစ်တိုက်ချက်ခံပါတယ်ရေးကြည့်တာပဲဘိုးနာတော့လဲတောင်းနေကောင်းတယ်ဒီနာတော့လဲတောင်းနေကောင်းတယ်သတောင်းစားတကယ်အစ်စ်နဲ့သင်တန်းဆင်းလာတဲ့သတောင်းစားတွေကသိက္ခာကြတာအဲဒီတော့အဲဒီသတောင်းစားအစ်စ်နဲ့သူ့ခွဲခြားဖို့အတွက်ဒါပြင်းမှုသိနေလိုက်ပါဟုတ်ကဲ့မနေ့ကငါကြာရင်ရှောက်လာခေါ်လိုက်အားလုံးကဒါကပ်ပြားလေးတွေထုတ်ပြရမှာပေါ့ဟုတ်ကဲ့နော်ပြီးတော့သူတို့အားလုံးကိုတယောက်ကိုစပုတ်ပတ်ပုံနေနော်ဒါပတ်စပုတ်ဘာစပုတ်ပတ်တော့ဘာစပုတ်မှမသိစပုတ်ပတ်မှမသိဒုက္ခဘာပြောတာမှားပါလို့လားမှားတာပေါ့ဘာပါပြောမိလို့ပတ်စပုတ်ပတ်ဆိုအားတော်ပြီလားအေးသူပြောတဲ့ပုံမျိုးပေါ့အဲ့ဒီလိုပုံမျိုးသုံးပုံနဲ့ရှောက်လာခေါ်ပြီးတော့ဒါကတ်ပြောက်အများဆုံးထုတ်ဖို့ပြင်ပြီလေဟုတ်ကဲ့ပြင်ပြီမှာနော်အသိပြီလားဟုတ်ကဲ့ခုထိတ်မှာပညာချက်ထုတ်လိုက်ဟုတ်ကဲ့ဒီဝေးရဲ့ဒုတိယပိုင်းပြင်ရတော့သတောင်းသားမျိုးတွေတက်ပြီးမတိမ်ဘောပါဘူးဆိုတဲ့မူလကြီးရွယ်ချက်တိုင်းကျွန်တော်ရဲ့တပူတီတော်သမီးကလေးဖြစ်တယ်။ဟာအဲ့ဒါတော့ထဲဝင်သားလေ။အဲ့ဒါတော့ထဲဝင်သားလေ။အဲ့ဒါတော့ထဲပြီးဆက်တော့နိုင်ငံသားမတွားရင်ဒီမလေးတင်တော့တင်းကြောပြီ။ဟုတ်တော့ဘယ်လိုဖြစ်လာချက်ချင်းဝင်ဒီနားရောက်လာကြ။အဲ့တော့တပူတီတော်သမီးလေးဖြစ်တယ်။ခင်ကလေးကနုနုထွန်းတယ်။အခုကြွားရောက်လာတဲ့တောင်သားကုန်းတယ်လေ။အရေးချစ်ပြင့်ပြီးတဲ့တောင်သားတပူနဲ့ကျွန်တော်လက်ဆက်ပေးဖို့ပါ။အိုင်ဆာမပြီးတော့ရင်ကျွားရောက်လာတဲ့ဒီသတောင်းသားကိုယ်စားလှယ်များကဝိပီတို့တက်သွန်းတဲ့သတောင်းသားပညာရများနဲ့အစွမ်းပြကြပါဟုတ်ကဲ့သမီးကလေးနဲ့ကျွန်တော်တွေကတိုင်းပြီးအကဲပြမယ်ကျွန်တော်သဘောကျတဲ့ဒီနဲ့ပြီးသားဟုတ်ကြောင်ကြီးရဟောင်းကြောင်ကြီးတပိနိုင်ပြီဘယ်လိုခင်ကလေးရနုနုထွန်းလေဩခင်ကလေးရနုနုထွန်းနေပြီနုနုထွန်းရမှာနုနုကိုနေဘာနုနုထွန်းတော့ကျွန်တော်တခုမင်းမလို့ခုနမချင်းလို့ခေါင်းကြောင်ကြီးသဘောကျတဲ့ဒီနဲ့ပြီးကြတော့ဘာတော့မှာတော့ကောင်းကြောင်ကြီးသဘောကျတော့ကျွန်တော်တို့ကကောင်းကြောင်ကြီးရဲ့ရမှာမဟုတ်လို့လားကောင်းကြောင်ကြီးသမီးသဘောကျတဲ့သူလည်းပေးကြမှာရှင်းမှာမို့ဒါတော့အစီအပြေအောင်လုပ်ပေးမယ်လေအဲ့တော့ပြောနေတာဒီပြိုင်ပွဲကိုတရားပြတ်တဲ့တွန်းတဲ့ဆိုတာကောင်းကြောင်ကြီးရဲ့ကျင်းပါပေးပါဟုတ်ကဲ့ပြန်ကြပါဟုတ်ကဲ့မလားနော်မလိုက်ပါဘူးဒါပဲလိုက်ဖို့အစီအစဉ်မရှိပါဘူးနော်သမီးခေါ်လိုက်မယ်နော်သမီးရေအေးပဲဟေးလာပါသမီးဘိုင်းကောက်ကြောက်ပြီပါလားငါလည်းရှားလာတာသမီးကြီးနည်းနည်းထွဲထူလိုက်ချက်ဘာကြောင့်ကျောင်းမောက်ကြည့်ချမ်းမှာနတ်ကြားကြားတွေ့နတ်ကြားမဟုတ်ပါဘူးမင်းကျောင်းမှာစူးစူးနေတယ်ဆိုလို့နှုတ်ပေးတာအဲ့မှာဘာဖြစ်သမီးအဲ့ဒီတောင်းတောင်းကြီးဘာလဲနှုတ်လို့လေပြီးတော့မပြောရမှမသိဘူးသူကရည်ရှိတယ်ဒီလိုသမီးရဲ့တော့သမီးကိုဒီကကြွလာတဲ့သနောင်းသားကိုယ်စားလှယ်တွေကတယောက်သမီးဒီမှာအဖေစကားပြောနေတယ်သမီးဟောဒုက္ခပါပဲဒီမှာအဲ့ဒီတွေကသမီးကမတရားတဲ့သဘောမှရှိနေပါလားသမီးမလုံနဲ့ဘူးပဲနောက်ကမှတော့တော်နေကြသူတို့ကတလားစီသွားလိမ့်မယ်အဲ့ဒီတော့သမီးနဲ့သူတို့နဲ့အစင်ပြေအောင်ဟေးချင်းကိုင်းနေချင်းကိုင်း
ရှင်းကိုင်းတာသူ့ဘာသူရိုက်လိုက်မယ်မင်းကဘူးဘာလဲရတာပါအဖေးရှိသေးတယ်ကွာ သူတို့ဝင်းနေလို့လေငါနီးနေတယ်ဒီကျုံးတော့တော့ဘာမှမသိအောင်ဘယ်လိုချင်းကျိုးရင်လို့ပြောတာပါအဲ့ဒါပဲ ရပါဦးသမီးရဲ့အဲ့ဒီတော့သမီးကိုသူတို့ကနေတော့ကြေရလူကျွေးပွဲပေါ့သူတို့ကဝိုင်းကြိုင်ကြတယ်သမီးတို့ဒီထဲကနေပြီးတော့သဘောကျတဲ့လူနဲ့ဘယ်တော့လက်ထပ်ပြရမှာပေါ့ 哦，သမီးရလည်းပဲသမီးကခုမှငယ်လေးပဲရှိသေးတာကြ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 ာ ဟေးဘာလို့ဘာတော့မေးတာပြောပါလေဘာမှပုံပြင်မပြလို့မရဘူးအခုမှငါတို့တောင်းစားနိုင်ငံကလုံးဝမလို့ပြင်နေလို့ရှိတယ်ပြင်နေနေတယ်အဲ့တော့ဒါသမီးဘာမှမပူပါနဲ့နော်သမီးအေးစိတ်ထားပြီးတော့သူတို့ပြိုင်ပွဲဝင်တာကိုကြည့်သမီးသဘောကျတဲ့လူနဲ့ဘေးကပြီးသားမှာပဲဒါတရားမျှမျှတတလွတ်လွတ်လပ်လပ်ဒါဖြစ်သွားအောင်ဘေးကပြစ်ပါပြီလားလေဟုတ်ပြီနော်သူတို့နေဟုတ်ကဲ့သူတို့အားလုံးနဲ့လားသူတို့အားလုံးနေ ဟုတ်တယ် သမီးက ဟုတ်တယ် သမီးရဲ့တယောက်ဆိုလဲတော်ရောပေါ့သမီးတို့အားလုံးနဲ့ဆိုလို့ရှိရင်တော့လေသမီးမဟာဗန္ဓုလအုပ်ချုပ်ပြသွားမယ် ဒီမှာဟောမကန်ကြီး ဘာလို့ သူကသူချင်းချင်းလို့လုံးပါနေတယ်ဘယ်လိုချင်းနေတာဟုတ်ပါနဲ့သူငယ်နဲ့ဝင်သူချမ်းတာရှားပါလေဘာလဲရောက်ဝင်ဘူးလေ ဘာမှမလုပ်နဲ့သမီးလူတို့အားလုံးနဲ့ယူကြလို့တယောက်တည်းပဲယူပါနောက်ကမှနှစ်သဘောပါအဖေမှာတုံကင်ဝင်တော့လောက်မှာမဟုတ်ဘူးဒီတိုင်းနေဟုတ်ပါလေအဲ့ဒါပဲပြနေတာပဲ ဒီကနာမည်ကငါထောကြီးအဲ့တော့ဒါဒီပြိုင်ပွဲကျင်းပမယ်ဆိုဒီအခုကြောက်ရတဲ့ကိုယ်စလဲအားလုံးကဒီပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်မယ်ပေါ့ဟုတ်လား တိုင်းပါမယ်တိုင်းပါမယ်ဒါကြောင့်ဒီကညာကျွန်တော်တကူလောက်တင်ကြများနေ ကြောက်ပါကြောက်ပါ ဒီကောင်းကြောင်ကြီးကြီးမှုချင်းပါလေတင်ရတော်ရေးပွဲကိုကျွန်တော်ဝင်ရောက်ချင်ကြကြီးမကြည့်ပါဘူး ဟာဘာဖြစ်လို့လဲ ဘာကြည့်လို့လဲဆိုတော့ကောင်းကြောင်ကြီးကြီးမှုချင်းပါလေဒီကြိုင်ပွဲဟာတရားပြီးတော့ညွတ်လက်မြတ်တာမယ်လို့ကျွန်တော်မယုံကြည်တဲ့အတွက်ကျွန်တော်ကိုဒီနေရာကထုတ်ထွက်ပေးပါအဲ့ဒါကတော့ဒါဒီကုသလေကြီးကကျွန်တော်ကိုဆော့ကစားတာပဲ ဆော့ကားတာ ဆော့ကားတာပဲကျွန်တော်အတန်းကဂရိပေးထားပါတယ်ဂရိတွေပေးထားပါတယ်အဲ့ဒါကိုအခက်တူတွေ့ရတယ်ကျွန်တော်ဆော့ကားလိုက် ကောင်းကြောင်ကြီးတို့ကဂတိလည်းပေးပေါင်းများပါပြီချက်ပေါင်းလည်းများပါပြီဒါကြောင့်မို့ကျွန်တော်အကျုံးကြီးမရှိလို့ပါအကျုံးကြီးမရှိလို့ပါနောက်ဒါကြောင့်မို့ဒီပါတီကနှုတ်ဆက်ပြင်ပြုပါလို့ကျွန်တော်နှုတ်ဆက်တာတင်သွင်းတာပါခင်ဗျာနှုတ်ဆက်တာတင်နေတာပါနောက်မှလည်းကောင်းကြောင်ကြီးရဲ့ဒါလက်ခံလိုက်ရမှာလား လက်ခံနိုင်ပါဒါဆိုလို့ရှိရင်သူ့သဘောနဲ့သူနှုတ်ထွက်တာပဲဒါအတွင်းမှုအစီအစဉ်ကြီးကြပေးလိုက်ပါတင်ကြတဲ့ချင်းထုတ်ပေးလိုက်ပါ ကျွန်တော်နှုတ်ထွက်ခွင့်ပြုပါနော်နောက်ပြီးတော့ကျွန်တော်ရဲ့ဟိုလေကျောင်းမလေးတွေဖြစ်တဲ့ကော်နီတို့မင်းချွေတို့လေကလာတို့နဲ့လည်းကျွန်တော်ညတာချပွဲကျင်းပလို့တစ်ချိန်ရောက်တဲ့အတွက်ကျွန်တော်ကိုတွားခဲ့ကြပါလို့ကျွန်တော်ကောင်းတော်ကြီးကိုဒီနေရာကနှုတ်ဆက်ခဲ့ပါ တော့ကြီးကျယ်လို့သွားအောင်ရမလားသွားပြီးဒီနေရာမှာဖိုင်းပြီးတော့ထုံးတော်နေပါ ခိုင်းရမလို့ထုံးရမှာအင်္ဂလိပ်လိုလားပမာလိုလား အင်္ဂလိပ်လိုပဲထိုးထိုးမမလိုပဲထိုးထိုးပါ အညိုးထုံးခဲ့မယ်နော် ဘာထိုးတာမသိချင်းချင်းခံအောင်မင်းကြီးဘယ်လိုထိုးလို့လို့ခေါ် အဲ့ဒါကဆိုင်ယူတီးတဲ့ဆိုင်ထုံးရင် ချင်းညွှန်တယ်မှန်ချင်းမင်းတင်ကြတဲ့ထုတ်ပေးပါပညာချက်နဲ့ညင်ချောင်းကိုချင်းဒီကြိုင်ပွဲတွင်တောင်းကြ